ပါရှင်ဒီနေ့ဝက်နံရိုးနဲ့ဘူးသီးကိုလုံးချက်ချက်ပြီးတော့တရက်သီးလေးထောင်းစားပါတယ်အရေတော့လေးချက်ထားတာပါအရန်နဲ့စားကောင်းပါတယ်ဘူးသီး20ဘူးသုံးထားပါတယ်ဘူးသီးတွေကိုအခွံတင်ပြီးတော့ပပလေးတွေလှီးထားပါတယ်ပြီးရင်တော့စားလေးနည်းနည်းနဲ့ရေထဲမှာထည့်စိမ်ထားပါမယ်ဒါတွေကတော့လိုအပ်တဲ့ပစ္စည်းတွေပါကြက်သွန်နီကြက်သွန်ပြူချင်းအဲ့ဒါတွေကိုထောင်းပါမယ်ကြက်သွန်နီလေးစိတ်ထိုးမယ်ချင်းကိုအခွံတင်မယ်ပြီးရင်တော့ကြက်သွန်ပြူကိုတော့တစ်ဝက်ထည့်ထားပါတယ်ဒီလောက်ဆိုရပါပြီအရောင်တင်မုန့်လေးထည့်ပါမယ်ပြီးရင်တော့ညက်သွားအောင်တေချာလေးထောင်းပါမယ်ဒီလေးထားဆိုရပါပြီဒါကတော့စိုက်မာတဲ့ကသုံးမိလိုက်တဲ့ဝက်နံရိုးတွေပါဝက်နံရိုးကနုနုလေးတွေပါဝက်နံရိုးတွေကိုစားချုံမုံစနင်းမုံပဲရင်နည်းနည်းလေးပဲထည့်ပါမယ်ပြီးရင်တော့တေချာလေးနှောက်နေထားပါမယ်လုံးချက်ချက်မှမလို့စီလုံးဝမတက်ပါဘူးနေပြီးသားဝက်နံရိုးတွေကိုစီလေးနည်းနည်းလေးထည့်မယ်ထောင်းထားတဲ့ကြက်သွန်ပြူကြက်သွန်လူချင်းကိုထည့်ပါမယ်ပြီးလို့ရှိရင်တော့အသားလေးကိုအနှံ့ရောအရသာကိုဝင်သွားအောင်မှွေပြီးတော့စီတက်ပေးပါမယ်ညနေမှလာပြီဒီလောက်နေထားစရပါပြီရေလေးထည့်ပါမယ်ပထမတော့ရေလေးနည်းနည်းလေးပဲထည့်ပြီးတော့အရင်ပွားအောင်တည်ထားပါမယ်အဲ့ဒါမှအရသာကအသားလေးကိုစိတ်ဝင်နေမှာပါဒါကတော့နောက်ထပ်တရေထပ်ထည့်ထားတာပါရှင်းနဲ့ရေထည့်ပြီးလို့ပွက်ပြီးဆိုရင်တော့ခရမ်းညင်လေးထည့်ပါမယ်ပြီးရင်တော့စိတ်ထားပြီးသားဘူးသီးလေးတွေကိုရေသေးရှာစစ်ပြီးတော့ထပ်ထည့်ပါမယ်ဘူးသီးကိုစိမ့်စိမ့်လေးတွေပဲဖြစ်ရှင်နေဆိုရင်တော့အဖုံးမအုပ်ထားပါဘူးဘူးသီးနဲ့အသားဟင်းလေးကိုတမအောင်မှွေပေးပါမယ်ရှင်းပွက်လာပြီဆိုရင်တော့နနမင်းလေးခတ်ပြီးတော့စားလို့ရပါပြီဘူးသီးကိုအရန်နိုးတာကြိုက်တယ်ဆိုရင်တော့အိုးလေးအဖုံးပိတ်ထားလို့ရပါတယ်ကျမတို့ဒီနေထားဆိုရပါပြီဘူးသီးအယောင်စိမ့်စိမ့်လေးကိုသဘောကျပါပါဟင်းရည်ကအရန်နဲ့ကိုတောက်လို့ကောင်းပါနဲ့ဘူးသီးကဝက်သားကဝက်နံရိုးကနုနုလေးတွေမို့လို့အယိုးပါကိုက်စားလို့ရပါတယ်စိုက်မာတဲ့ကဝက်နံရိုးနုနုလေးတွေလို့ပြောပြီးတော့ဝယ်ထားတာပါဘူးသီးဟင်း ready ပြီဆိုရင်တော့တရက်သီးလေးထောင်းပါမယ်ဒီတစ်လုံးကို12ဖက်ပြရပါတယ်တရက်သီးကိုခွနေခွမယ်ပြီးလို့ရှိရင်တော့ပပလေးရရှစ်ပါမယ်ပြီးရင်တော့စထောင်းတော့ပါမယ်အဓိကကတော့ငပိပါဒီငပိလေးကအရန်နဲ့ကောင်းပါတယ်
မော်လမြိုင်ရပါအောင်ငပိပါဒီငပိလေးတုံးပြီးတော့ထောင်းပါမယ်စားနည်းနည်းနဲ့ဟင်းခမောက်နည်းနည်းလေးထပ်ထည့်ရပါပြီဒီလောက်ဆိုရင်တော့စားလို့ရပါပြီဒါလေးကတော့တည့်တည်ထောင်းပါဝက်နဲ့ယိုနဲ့ဘူးသီးလုံးချက်လေးနဲ့လိုက်မဲ့တည့်တည်ထောင်းလေးပါဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်拜拜。